မင်္ဂလာပါရှင်အေးပြောမမတမီးပတ်စံ3000လောက်ပြန်လို့ရှင်တို့လေမမတမီးကို9ရက်နေ့လာတာထုတ်ပြီးမမကိုပြန်ပေးမယ်အဲ့3000ကလေအတိုးလေဟုတ်ကဲ့ရှင်အခုရှင်ဘာလုံးမှာတော့ပတ်စံ3000မရေခဲပြစ်တာလေးလို့ရှင်တို့မမဒီမှာဈေးကအဝေးပဲလေအဲ့ဒါအသားလေးပါလေးဝယ်ထဲထားတော့ကြာစားလို့ရအောင်လို့အော်ရတယ်ရှင်ဈေးရန်ကြီးတယ်မမဝယ်စားရတာလေအော်ဟုတ်ကဲ့အလုံးလုံးနေတိုင်းရှိတယ်ပေါ့ဟုတ်ရှိတယ်မမအိုဒီလည်းဆေးရတယ်သမီးတို့ဟုတ်လားဟုတ်ရှင်ရုံးမှာလှုပ်တာလားပေါ်ဆန်းဆိုင်မှာလှုပ်ရတာလားဟုတ်ဟိုတဲ့စတူမှာလေမမစတူမှာလှုပ်ရတယ်ဟုတ်ကဲ့မဟုတ်ဟောနေပူထဲမှာမလှုပ်ရဘူးပေါ့ဘယ်အခွဲရပဲစင်းဟိုဟာလှုပ်ရတယ်လေမမအိုဒီရဆင်းရတယ်ဟုတ်လားဟုတ်အော်လူတိုင်းဆင်းရတယ်ပေါ့ဟိုတဲ့တခြားအဖွဲရဟိုဒီဆင်းလဲသမီးကဆင်းရတယ်ဟိုတဲ့သူတို့ပစ္စည်းတွေပါလေအပ်တာတွေပါလက်ခံရတာဆိုတော့လေအော်အေးကောင်းတယ်ညီမရေကောင်းတယ်โอเคအခုဟိုကရေခဲတက်ဝယ်ဖို့ပတ်စံ3000လို့တော့ပေါ့ဟုတ်မမဟုတ်လားရမယ်လို့ထင်လားမမရှိရမှာလို့ထင်တာပေါ့အော်ရှင်လွယ်နဲ့ပတ်စံချင်းလွယ်နဲ့ပတ်စံပြန်ပေးရင်တော့အချိန်မီပတ်စံရှိတယ်ဆိုတာရှင်သိနေတာပဲနော်ဟုတ်တယ်မမအေးရတယ်ဟိုဟာစရင်တင်လာခဲ့လားပြန်ပေးမှာမမဆက်ချက်အေးစရင်တင်လာခဲ့လိုက်နော်ဟုတ်မမသမီးက Messenger မှာတော့တင်ထားပြီမမအော်တင်လိုက်ပြီလားဒိတ်တစ်ခုပဲတင်နော်ဒိတ်တစ်ခုပဲတင်9ရက်နေ့ဒိတ်နဲ့တင်လိုက်ပြီလေမမဒီနေ့ဒိတ်နဲ့ပဲဒီနေ့ဒိတ်ဟုတ်ဘူးဒီနေ့မဟုတ်ဘူးမမသမီး9ရက်နေ့ဒိတ်ဒီနေ့တင်တာဒိတ်ပြန်ထိလိုက်အောင်မမရှင်ယူထားတဲ့ဒိတ်အဟောင်းကဘယ်လောက်တော့23ရက်မမအေးအဲ့ဒီဒိတ်တင်လေနေ9ရက်ဒိတ်တင်မနေဟိုဟာအကုန်လုံးတင်လိုက်လေတူပေါင်းတင်လိုက်လေပတ်စံအများတော့မဟုတ်တာဟုတ်မမဟုတ်အေးအဟောင်းနဲ့ဆိုဘယ်လောက်ပြီလဲအဟောင်းနဲ့ဆိုဘယ်လောက်ပြီလဲ8000မမ8000ပဲလားဟုတ်ကဲ့ရှင်အများဆုံးချီရတာဘယ်လောက်လဲ16000ထားဟုတ်လားအေးအခုအကျွေးဆက်လိုက်တာအခု9000ပဲကျန်တယ်အခု3000ထပ်ယူမှာပေါ့ဟုတ်မမဟုတ်โอเคသူများလင်းလက်လွတ်လိုက်ပြီလားမမယူမမအေးငါအိမ်မှာနေတယ်နေငါအချိတ်ဆက်နဲ့လာတယ်သူများလင်းနေယူတယ်ဆိုငါမျက်နှာငါဘာမှထားမလို့ဟုတ်တယ်မမမမအေးလင်းနေရဒီလောက်ပေါ်တာလောကကြီးထဲမှာလင်းဒီလောက်ပေါ်တာသူများလင်းယူစရာလားကောမဟုတ်မမအေးသူများလင်းယူတယ်ငါကြားနေဆိုရင်ငါဆဲမှာနော်နေသိတယ်နော်ဟုတ်မမဟုတ်တယ်မမဆဲလီးတွေဒီလောက်ပေါ်တာသူများလင်းယူစရာလားကောမမယူဘူးမမငါတို့လက်ရှိတယ်မေးကြည့်မမဒီမှာကျမတို့လည်းရောက်နေပြီလေအေးမေးမယ်နင်းအဲ့လောက်ကြီးရားနေတယ်ဆိုရင်အမနင်းထဲ့လေးအမရေတက်ဘူးတွေဒီလောက်များတာဘာမှဟုတ်ဘူးမမရဲ့အေးပြီးရောသူများပါဇက်ပြားနဲ့ကိုကြားတယ်ဆိုတော့လည်းကိုလူကိုမေးရတာပေါ့အေးဟုတ်လီးတွေဒီလောက်ပေါ်တာလီလွတ်လက်တွေဒီလောက်ပေါ်တာယူလို့အေးဟုတ်မမအေးငါချိတ်ဆက်နဲ့လာတယ်ဆိုသူများလင်းကိုယူတယ်ဟဲ့သူများမရင်ငယ်ဖြစ်တယ်ဆိုတော့ငါမျက်နှာမှာထားမလို့ငါကိုယ်တိုင်နဲ့ရတယ်သူများမရင်ငယ်မခံဘူးမမမျက်နှာရှိတယ်သမီးဘာမှမလုပ်ဘူးစိတ်ကြမမအေးပြီးရောโอเคအေးကျမရေခွိဆိုင်နော်ဟုတ်ကဲ့မမဟုတ်အေးဟိုကဘယ်နဲ့ပဲပို့လာပေးနော်မနေ့ပတ်စံလွယ်ပြီးမှရှင်ဟုတ်မမဒီမှာပန်ကပေးလိုက်စာအုပ်ပို့ပေးလိုက်မလေးမမဟုတ်ကဲ့ရှင်မတောင်းနေထည့်ဟုတ်ကဲ့โอเคမမဟုတ်ကဲ့ဟုတ်မမအတောက်ထားရောမနေ့စီအတောက်ထားရောမနေ့စာတိုင်းနဲ့လွယ်ပေးရမလားဒါမှမဟုတ်မနေ့လက်ထက်မှာကန်ရမလားရှင်မမပဲယူထားပဲမမစာတိုက်ကသမီးလည်းသွားမယူတတ်ဘူးအေးပြီးရောနော်အပြောက်ရှာတွေရှိမယ်လိုအပ်တယ်ဆိုမှပဲသမီးယူမယ်လေဟုတ်ကဲ့အခုလောဆက်ဓာတ်ပုံတွေပါတယ်စီးတယ်လေဓာတ်ပုံတွေပါတယ်ညီမကူတော့လို့ရတယ်လေဟုတ်မမဟုတ်အေးစာဟိုဟာလေဟိုမိတ်တူကူတော့လို့ရတယ်လေမိတ်တူလည်းတူပဲလေစကန်ဖတ်လို့ရတယ်လေအကုန်လုံးအထောက်ထားအစီတွေဆိုတော့ဟုတ်မမဟုတ်ဒီဟိုတဲ့မမပေးလိုက်တဲ့စာရွက်6ရက်တော့သူတို့ရုံးပေါ်ယူထားတယ်လေဟိုတဲ့စကွန်ဖတ်ဟိုလေ copy ကူးယူထားတယ်သူအေးစကန်ဖတ်လို့ရတယ်ဟာလားပြန်ပေးထားတယ်အဲ့ဒီ QR code စကန်ဖတ်လို့ရတယ်ဟာလားဟုတ်မမအေးလေအစစ်ဆိုအကုန်လုံးပြန်ပေးထားတယ်โอเคနော်စာအုပ်တွေပါလေလောက်တဲ့ခါကျလို့ရှိရင်အိမ်မှာလောက်လို့ရမယ်ဆိုရင်အိမ်မှာလောက်ပေါ့ဟုတ်ကဲ့မမဒီလောက်ဘူးလေမမနဲ့ပဲလောက်မှာဟဲ့နင်တလားဝေးနေတာဟာကြီးကိုငါနဲ့ဘယ်လိုလုံးမှာတော့လို့ဒီမှာဘယ်လိုလုံးမှာမသိသေးဘူးမမအခုလောလောဆယ်တော့ဘာမှပြောသေးဘူးမရှိရလောက်ရမယ်ဆိုရင်တော့အမှပဲပြန်လုံးရင်လုံးမှာအေးပြီးရောโอเคပြီးရောနော်အဆူလောက်ပဲနော်ဟုတ်ကဲ့စင်သူရကြဆုံးသွားလို့တဲ့အဲ့ဒါဘယ်လဲအိုမဲကနေဗမာပြည်ပြန်နေဗမာပြည်ကနေမနေ့စီပြန်ချိတ်ဆက်တယ်အဲ့တုန်းကလာတာအထောက်ထားမဲနေပေါ့နော်အဲ့ဒါနဲ့အလုပ်ချိတ်ဆက်ပေးတယ်နော်အခု
ခိုးမှာပိုကက်လာမသိရောက်သွားနည်းနည်းတော့ဝေးတယ်ရှင်ပတ်စံတော့ထက်မှန်တယ်နော်ခုပတ်စံ9000ပဲကျန်တယ်9000ကနေအခုရေခဲတောက်ဝယ်မရဲတဲ့နော်မနေ့စီမှာစီးတဲ့လူတိုင်းနော်အချိန်မျိုးပတ်စံချေလို့ရတယ်မမပတ်စံအကျွေးဆက်နိုင်တယ်ဆိုရင်ပေါ့နော်မရှိသေးဘူးဆိုရင်ပြောမနေ့ဘယ်တော့မှမတောင်းနော်လူတယောက်ဘယ်တော့မှမတောင်းအချိန်ရောက်ရင်ပေးနော်အချိန်ရောက်ရင်ပတ်စံဆက်ဟိုဟာဖြစ်တဲ့ဒီဟာဖြစ်တဲ့ဆိုမနေ့ကပြောနော်မိသားစုကြောက်လားဘာကြောက်လဲလူဆိုတဲ့အမျိုးကအကုန်လုံးသူ့မှာသူ့ရဲ့အရေးအဝဘယ်လိုပြောမလဲမိသားစုအရေးအိုဝါစီတယ်နော်မနေ့လည်းထိုးနေတူပဲနော်မနေ့မဆက်နိုင်သေးဘူးဆိုလို့ချင်းမနေ့မဆက်နိုင်သေးဘူးနော်ခဏစောက်အောင်ကျွန်မပြောနော်ပတ်စံဆိုတာအပေါ်ဆုံးကပတ်စံပဲနော်ဒါပဲအားချောလာအခုအထောက်ထားတရားဝင်တွေလုပ်ပြီးတော့နော်ဒီဟိုပေါ့ပန်းကြောင်ကတ်တွေစာအုပ်တွေလုပ်တဲ့အချိန်ရောက်တော့မယ်ဆိုရင်တော့သူလုံးမှာပေါ့နော်အဲ့လိုမျိုးခုလောဆယ်တော့ဟိုဘတ်လုပ်ထားတာပေါ့ရှင်နော်တရားဝင်ထောက်ထားလုပ်လို့ရတာနဲ့ရှင်တို့လုပ်ထားနော်ဘာလို့ဆိုတရားဝင်ထောက်ထားတနေ့မှတစ်ချိန်ပဲဖွင့်တယ်အဲ့တစ်ချိန်မှာ2လ3လအတွင်းပဲနော်တချို့လတွေဆိုလို့ရှိရင်တချို့နေ့တွေဆိုရင်1လလောက်ပဲအချိန်ပေးတယ်နော်အဲ့ဒီအချိန်ဆိုရင်လုပ်သူများနိုင်ငံမှာရှိတဲ့အတွက်ကြောင့်မလို့သူများဖမ်းမိန်ငွေစီတယ်အခုကဖမ်းတာနဲ့ကိုထောင်ချတယ်နော်တတိတာထောင်နှန်းဆန့်တယ်လာခဲ့ဒီအကောင့်မှာအားချောလား